မျိုးသမီးနိုးလာတဲ့အခါသူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်အမင်းထိတ်လန့်သွားပါတယ်။တညတာအတွင်းမှာပဲသူမရဲ့အိမ်ရှိဟာထူထပ်တဲ့တစ်တော်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့လို့ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုသူမရဲ့ခင်မုန်းဖြစ်သူစီအပြေးလွှားသွားမိတဲ့အခါမှာတော့ခင်မုန်းဖြစ်သူကစိတ်ရှုပ်ထွေးနေတဲ့မျက်နှာပေးနဲ့ငါတို့အိမ်ကအမြဲတမ်းဒီတစ်တော်ထဲမှာပဲရှိနေခဲ့တာလေလို့ပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ညကတင်ပဲသူမနဲ့သူမရဲ့ခင်မုန်းတို့အိမ်ပြင်ဘက်မြက်ခင်းပြင်ပေါ်မှာအတူတူညစာစားခဲ့ကြတာကိုဇနီးတွေကအသေးချာမှတ်မိနေပါတယ်။တညလေးနဲ့တစ်တော်ကြီးတစ်ခုလုံးဘလို့လုပ်ပြီးပေါက်လာနိုင်မှာလဲခင်မုန်းဖြစ်သူကတော့သူမအရန်ပင်ပန်းပြီးစိတ်အာရုံခြောက်ခြားနေတာဖြစ်မှာပါကောင်းကောင်းအိပ်ဆက်အနားယူလိုက်ရင်တက်တာသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒုတိယနေ့ကုန်းကလတ်နဲ့မြစ်ပြင်နောက်တနေ့မနက်မှာတော့လီဆာဝက်ဆာနိုးနိုးချင်းအခြေအနေကိုအတီးပြုဖို့အိမ်ပြင်ဘက်ကိုအပြေးလွှားထွက်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အိမ်ဝင်ဝဟာကုန်းကလတ်လေးတစ်ခုဖြစ်နေပြီးအဲ့ဒီကုန်းဆောင်အောက်မှာမြစ်တစင်းရှိနေပါတယ်။လီဆာဟာကြောက်လန့်လွန်းလို့ခြေထောက်တွေတုန်ရင်လာပြီးကုန်းဆောင်ပေါ်ကနေရေထဲကိုမတော်တဆလိမ့်ဆင်းသွားခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲခင်မုန်းဖြစ်သူအချိန်မီရောက်လာပြီးသူမရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။လီဆာနိုးလာတဲ့အခါခင်မုန်းဖြစ်သူကိုဖတ်ပြီးသူမအသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။ဒါပေမဲ့ခင်မုန်းဖြစ်သူကအံ့အားသင့်သွားပြီးအဲ့ဒီလိုမျိုးဘာမှမဖြစ်ခဲ့ဘူးလို့ညင်းဆိုပါတယ်။လီဆာကသူမရဲ့စပင်ကိုပြန်ကင်ကြည့်တဲ့အခါလုံးဝခြောက်သွေ့နေပြီးရေထဲပြုတ်ကျခဲ့တဲ့လက္ခဏာမျိုးစိုးစင်းများမရှိတာကိုတွေ့လိုက်ရပါတယ်။